ကျုပ်တို့စီးလာတဲ့ကားကြီးကမြိုင်သာမြို့ကနေထွက်လာခဲ့ပြီဆိုတာနဲ့ကျုပ်ရင်ထဲမှာတမျိုးကြီးခံစားရပြီးတော့တစ်ဆိုဆိုကြီးဖြစ်လာတာဗျဘာကြောင့်ဖြစ်သလဲဆိုရင်တော့ကျုပ်လည်းမပြောပြတတ်ဘူးမွေးရမြေနဲ့ခွဲခွာပြီးဆိုတဲ့အတိကြောင့်လည်းဖြစ်မှာပေါ့ဗျကျုပ်ကလည်းကျုပ်တို့ရွာရဲ့မြိုင်သာမြို့ရဲ့အဲ့ဒီနာရွာတွေကလွှဲရင်တော့ဝေးဝေးလန်လန်လေးသွားပူးတာမဟုတ်ဘူးဗျနေရလဲတော်တော်ပူတာဗျလမ်းဘေးကိုကြည့်လိုက်တော့လေအညာရှုခင်းနေရ၆သွေ့နေတဲ့တစ်ပင်တွေခြုံတွေအိမ်ကလေးတွေထမ်းမင်နေနဲ့၆တယောင်းနေတာပဲကားကြီးကလည်းအိပက်နဲ့သွားနေရင်လမ်းရွာစင်တွေမှာရက်တာပေါ့အဲ့ဒီရွာတွေမှာလည်းကျုပ်တို့လိုခီးသွားတွေကတက်လိုက်ဆင်းလိုက်နေကားစီးနှမ်းနဲ့နေလေလောက်ရောက်တော့ကျုပ်ကဘိုက်စာလာတယ်ဗျဥပဒါကြီးကတော့ကျုပ်အဖြစ်ကိုသိတဲ့ပုံပဲဘိုက်စာနေပြီလားကွခဏလေးအောက်ထားစမ်းပါကွာချိန်နာကြရင်ဒွေးလန်းကိုရောက်ရင်ထမင်းစင်စားကြတာပေါ့ကျုပ်ကလည်းဘိုက်ကလည်းစာအိမ်ကိုလည်းလွမ်းနဲ့ပို့ပြီးတော့နေရထိုင်ရခတ်နေတာပေါ့ဗျဒီချိန်ဆိုရင်အိမ်မှာထမင်းစားနေလောက်ပြီဗျကျုပ်ဖြင့်အိမ်နဲ့ခွဲရတာနေတစ်ပိုင်းလောက်ပဲရှိသေးတာအမေချက်တဲ့လက်ရကိုလှွတ်လွမ်းနေပြီဗျကျုပ်တော်မှဒီလောက်ဖြစ်နေတာရေကြီးရမျက်နှာရထွက်ပြီးတော့ဝမ်းစာအတွက်ရှာဖွေလှုပ်ရှားနေတဲ့သူတွေဆိုရင်ကိုရွာကိုကိုမိဘကိုမောင်နှမကိုဆွေမျိုးတွေကိုဘယ်လောက်များလွမ်းနိုင်မလဲဒီနေရာမှာကားအတွင်းပိုင်းကိုမြင်သာအောင်လဲပြောပြမယ်ကားအိမ်ကိုယ်တယ်ကြီးကတော့တစ်သားတွေနဲ့တန်နေနဲ့ရောပြီးတော့စောက်ထားတာဗျကားရဲ့ဘေးဘက်မှာတော့တစ်သားခုံနှန်းကြီးနဲ့လှုပ်ထားပြီးအတန်းလိုက်ကြီးလှုပ်ထားတာထိုင်တဲ့လူတွေကအဲ့ဒီခုံနှန်းပေါ်မှာဗီဒဆောင်ထိုင်ရတာပေါ့ဗျကျုပ်တို့ကခေါင်းပေါ်မှာလည်းတန်ချောင်းနေနဲ့လှုပ်ထားတဲ့စင်တစ်ခုရှိတယ်အဲ့ဒီစင်ပေါ်မှာတော့အထုပ်ဘိုးတွေတင်ထားတာပေါ့ခုံနှန်းရှည်ကြီးနှစ်ခုကမျက်နှာချင်းဆိုင်ဗျအဲ့ဒီအလေကနေကုံတွေကိုတင်ထားတာနောက်ပြီးတော့မတ်တက်ရက်စီးတဲ့သူတွေလည်းရှိတယ်ကားကတော့တကားနှစ်ပေါက်ပါတယ်ဗျဘေးဘက်ကတစ်ပေါက်နောက်ပြီးတော့ကားနောက်ပိုင်းမှာကျတော့တကားပေါက်ကအကျယ်ကြီးပဲကြီးကြီးမားမားကုံနေဆိုရင်အဲ့ဒီအပေါက်ကနေချရတာဒါတင်မကသေးပဲနဲ့ခေါင်မိုးပေါ်မှာလည်းလူတွေကိုတင်နေတာဗျဒီနွေဒီနေနဲ့ခေါင်မိုးပေါ်တက်စီရင်တော့ဘလောက်တောင်ပူလိုက်မလဲခမရတို့သာတွေးကြည့်ပေါ့ဗျဒါပေမဲ့လည်းနေရမရတဲ့လူတို့ကားကအပြည့်မတက်နိုင်တဲ့သူကြတော့လေကားခေါင်မိုးပေါ်ကနေလက်ရတာစပယ်ရားတော့2ယောက်ဗျအရှိမ1ယောက်အနောက်ပေါက်မှာ1ယောက်ရှေ့က1ယောက်ကတော့ငွေကိုင်းနေကားတွေဘာတွေကိုသူပဲလိုက်ကောက်တာပေါ့ဗျကဲခီးသည်များအားလုံးပဲအရှိကဒွေးလမ်းမှာထမင်းစားတော့ဖို့အတွက်ခဏရပ်ပါမယ်ကို့ထုတ်ဖို့ကိုဂယူးဆိုင်ကြပါထမင်းကိုအောက်မှာဆင်းစားပါကားပေါ်မှာမစားပါနဲ့ခင်ဗျစပယ်ရားអော်ပြီးတော့တိတ်မကြဘူးဗျကျုပ်တို့ကားလေးလဲဒွေးလမ်းစုံကိုရောက်ခဲ့တာပေါ့ဗျအဲ့ဒီလမ်းစုံနားမှာလဲတမပင်ကြီးတွေထနောင်းပင်ကြီးတွေမကြီးပင်ကြီးတွေနဲ့အုံဆိုင်နေတာအပင်အောက်မှာတော့လဲတစ်ဖက်ရက်တဲလေးတွေနဲ့စိုင်ကန်းလေးတွေရှိတယ်ဗျကားရက်လိုက်တာနဲ့မိန်းကလေးတွေကပြေးလာကြတယ်ဗျသူတို့ရဲ့ခေါင်းပေါ်မှာလဲစားစရာတွေထည့်ထားတဲ့ဘန်းလေးတွေစုံလို့ကျုပ်တို့ကားအောက်ကိုဆင်းလိုက်တော့စိုင်ကန်းတွေအများကြီးတွေ့တယ်ကားတွေကလဲ3-4စီးရက်ထားတယ်ဗျဒွေးလန်းဆိုလို့လဲရုပ်ရှင်မင်းသားဒွေးကိုပြောတာမဟုတ်ဘူးအဲ့ဒီနေရာမှာလမ်းနှစ်ခုခွဲသွားတာဗျတလန်းကတော့အောက်ဘက်ကိုဆင်းသွားတယ်ကားလမ်းနောက်တလန်းကတော့အနောက်ဘက်ကိုဆင်းသွားတယ်ကားလမ်းပေါ့ဗျာဥပဒါကြီးနောက်ကိုလဲကျုပ်လဲလိုက်ခဲ့တာပေါ့ထမင်းစားမလားရှင်ထမင်းစားမလားမိန်းကလေးတွေကလည်းអော်ပြီးတော့မေးတယ်မကြီးရိပ်အောက်မှာခုံဝိုင်းလေးတွေချထားတယ်ဗျဥပဒါလည်းခေါင်းညိပြီးတော့မိန်းကလေးတယောက်ကိုခေါ်လိုက်တော့ကျုပ်တို့အတူတူခုံဝိုင်းမှာသွားထိုင်လိုက်ကြတယ်မိန်းကလေးရဲ့ခေါင်းပေါ်မှာလည်းဒံအိုးတစ်လုံးရည်အပေါ်ကသကောတစ်ချက်ကိုလည်းရွက်ထားပြီးတော့အထဲမှာဟင်းထည့်ထားတဲ့ခွက်ကလေးတွေစုံနေကျုပ်တို့ထိုင်လိုက်တော့သူကဒံအိုးကိုချပြီးတော့ပကံများ2ချက်ကိုအဝတ်နဲ့တုပ်ပြီးတယ်ပြီးတော့ဒံအိုးကိုဖွင့်ပြီးတော့အထဲကထမင်းခူးတယ်သူ့စကားတွေကနေကျုပ်တို့ကြိုက်တဲ့ဟင်းနဲ့စားနေတာပေါ့ဗျာကျုပ်ဖြင့်ဟင်းတွေကြည့်ပြီးတော့တရေတွေကျနေတာဗျဘိုက်ကလည်းစားနေတာကိုဒါနဲ့ပဲအသားဟင်း2ခွက်မှားလိုက်တယ်ဥပဒါကတော့သွားမကောင်းတော့အသားမဝါနိုင်ဘူးလားမသိပါဘူးဘဲဥချင်းရင်ဟင်းနဲ့ပဲစားတယ်ငုတ်သီးကြောက်ကြော်ရဲ့ငပိကြက်ရဲ့နောက်ပြီးတော့ခရမ်းညင်သီးတောင်းလေးနဲ့တို့စားဖို့အတွက်လည်းတီဟိုရွက်နုတခွားသီးစိတ်ကလေးတွေလည်းစုံလို့ဗျကျုပ်လည်းစာနဲ့ဟင်းတွေကိုခတ်ပြီးတော့ထမင်းမော်ကိုပုံပြီးတော့စားလိုက်တာဒါပေမဲ့စားမကောင်းဘူးဗျကျုပ်လည်းဝါနေနေနဲ့အင်းတင်းတင်းဖြစ်လာဥပဒါကြီးကတော့နားလေတဲ့ပုံပဲဘာလဲလက်ကောင်ရဲ့မင်းအမေလက်ရကိုလွမ်းနေပြီလားကွာသူပြောတာလည်းမှန်တယ်ဗျဟင်းတွေကကြည်တာကောင်းတာတကယ်တမ်းတော့ကျုပ်ပါစက်နဲ့မတွေ့ဘူးဗျအေးမော်လေးကျုပ်ကအမေလက်ရကိုပဲအခုအသက်20ကျော်တဲ့အထိစားလာတာဆိုတော့သူများလက်ရရောင်းနှန်းတွေကိုမစားတတ်ဘူးဗျဟင်းတွေကတော့စားရတာတခုခုလုံးနေသလိုပဲစားတော့ပြီးတော့သူတို့ချပေးတဲ့ရေအိုးတွေကရေကိုခတ်တော့ဥပဒါကြီးကပတ်စံရှင်းနေပြီဘယ်လောက်ကြသလဲတူမရဲ့ဘကွက်ကြီးဝိုင်းထားပြီးတော့အသားမဲမဲနဲ့အညာသူကကျုပ်တို့ကိုကြည့်ပြီးတော့တယောက်ကို60နှစ်ယောက်ကို120ပါရေကတော့30ပဲပေးပါစုစုပေါင်း130ပေါ့ကျုပ်လည်းမျက်လုံးတွေပြူးသွားတာပေါ့ဘာဗျဒီလောက်လေးစားတာကို130လေလားဥပဒါကြီးကတော့ကျုပ်ကိုဆက်မပြောဘူးမျက်ရည်ပြတယ်ဗျကျုပ်ဖြင့်အံ့ဩတာပေါ့ထမင်းစားမကောင်းလို့တပကံတောင်မှမနှဲဝင်အောင်စားဟင်းကလည်း3-4တုံးလောက်ပဲကုန်တာဗျအဲ့ဒါကိုတောင်မှတယောက်ကို60ဆိုတော့ကျုပ်တို့အိမ်မှာလို့တစ်ခါစားရင်ထမင်းနှလုံးချက်လောက်များစားရင်တော့3-400များပေးရမလားပဲ
ကျုပ်ကိုတသက်လုံးအလကားကြွေးထားတဲ့အဖေနဲ့အမေကိုကျုပ်မှန်းဆပြီးတော့လှော့ကျေးဇူးတင်မိတာပြိုဥပဒါပတ်စံပေးလိုက်တော့အဲ့ဒီမိန်းကလေးကအကြွေအမ်းမို့ဆိုင်တဆိုင်ကိုထသွားတယ်ထားလိုက်ပါအလက်ကောင်ရသူတို့လည်းနေပူကျဲတဲမှာလှုပ်စားရတာမလားဒါတော့တောင်းပါပေါ့ဟိုဗျာကျန်တာတော့မပြောပါဘူးရေတအိုး30ဆိုတာတော့များတယ်ဗျထမင်းရောက်တဲ့မိန်းကလေးကပတ်စံနေယူပြီးပြန်လာတော့ဥပဒါကြီးကထသွားတယ်ဗျရေအိုးကလည်းကျုပ်တို့တစ်ခွက်နှစ်ခွက်လောက်ပဲတောက်ထားတော့ရေကအပြည့်ကြီးကြံနေသေးတာကျုပ်လည်းဘယ်ရမလဲ30ပေးထားရနဲ့တန်အောင်ရေအိုးတန်အောင်တောက်မယ်ဆိုပြီးတော့ရေအိုးတွေကရေတွေခတ်ခတ်ပြီးတော့တောက်ထဲလိုက်တာ9ခွက်လောက်တောက်ပြီးတော့ရေအိုးကတဝက်ကျိုးနေပြီဒီတော့မှကျုပ်လည်းကျင်နေပြီးတော့ဥပဒါနောက်ကိုထလိုက်တယ်ထမင်းရောက်တဲ့မိန်းကလေးကတော့ကျုပ်ကိုပြုံးကြည့်ပြီးကြံခဲ့တာပေါ့ကျုပ်တို့လည်းပြန်ထပြီးတော့ကားပေါ်ကိုတက်ခဲ့တယ်ကျုပ်တို့စားသလိုမျိုးစားနေကြတဲ့သူတွေလည်းအများကြီးပဲဗျပတ်စံမရှိတဲ့သူတွေကြတော့လေမုတ်ဖက်ထုပ်လေးဝယ်စားပြောင်းမှုဖုတ်လေးဝယ်ပြီးတော့စားရတာပေါ့ဒီလိုနဲ့ပဲကားကြီးကစထွက်တော့မှာဗျကားဆရာကတော့ဟွန်းကို3ချက်တီးလိုက်တော့စပယ်ရားလဲသူတို့သွားမဲ့နေရာကိုအော်တာပေါ့နောက်တော့ကားဆက်မောင်းခဲ့တာပေါ့ဗျာကားခုနတော့ဆိုင်တော်တော်ကြီးခြောင်သွားပြီဗျမတ်တက်ရက်စီးရဲ့သူကလည်း3-4ယောက်လောက်ပဲရှိတော့တာအခုနလမ်းခွဲမှာတောင်ဘက်ကိုသွားမဲ့လူတွေဆင်းသွားတယ်ထင်ပါရဲ့ဗျကားခြောင်သွားတော့အညာလီပူပူကကားထဲကိုတိုးဝင်လာတာဗျကျုပ်လည်းထမင်းစားရင်းနဲ့ဘိုက်ကားတာရေညတကောင်လောက်ထရတာဆိုတော့လေလေတဖြူးဖြူးနဲ့မျက်လုံးတွေဆင်းပြီးတော့အိပ်ပျော်သွားတာပေါ့ဗျာ